အားလုံးပဲမင်္ဂလာပါဒီနေ့လေးကတော့တရုတ်စတိုင်ကြက်ကုန်းမောင်လေးလှူစားသွားမှာဖြစ်ပါတယ်အရင်ဆုံးကြက်ကုန်းမောင်လေးအတွက်အသားလေးတွေကိုအရသာနေပေးဖို့အတွက်ခရူးစီလေးအနှဲငယ်ထည့်မယ်ပန်းငယ်ပြရဲ့အကျဲအနှဲငယ်ထည့်ပြီးတော့တေချာလေးသမသွားအောင်နေပေးလိုက်မယ်ပြီးရင်တော့ကြက်ကုန်းမောင်ထဲမှာပါဝင်မဲ့အသီးနှံလေးတွေကတော့ပန်းပွင့်မုံလာဦးနီပဲတီကြက်သွန်နီကြက်သွန်ဖြူချင်းမြုပ်သီးပွားလိုပဲဖြစ်ပါတယ်ပြီးရင်တော့အသားလေးကိုကော်မုတ်လေးကပ်ပေးလိုက်မယ်ကော်မုတ်လေးတွေကပ်ပြီးရင်တော့အသားလေးကိုစပြီးတော့ကြော်လို့ရပါပြီနော်ဒီမှာအသားလေးကြော်တဲ့အခါမှာမီးအေးထားကြော်ဝေးဖို့တော့လိုပါတယ်မီးအရင်ပြင်းသွားရင်ကြတော့ပြင်ကျက်ပြီးအထဲမကျက်ပဲဖြစ်သွားမှာဆိုလို့ပါနော်အသားလေးတွေကိုတေချာလေးကြော်ပေးပြီးတော့အရောင်လေးတွေရဲလာပြီးတေချာလေးကျက်သွားပြီဆိုရင်တော့အသားလေးတွေကိုဆယ်ထားလိုက်မယ်အသားလေးတွေဆယ်ထားပြီးတော့မြုပ်သီးပွားလေးကိုကြော်ပေးလိုက်မယ်နော်မြုပ်သီးပွားကြီးကိုကြော်ပြီးတော့တေချာလေးကျက်ပြီဆိုရင်စပြီးတော့အသီးနှံလေးတွေထည့်လိုက်မယ်မုံလာဦးနီပန်းပွင့်ပဲတီတို့ကိုထည့်ပြီးတော့အရင်ဆုံးကြော်ထားပေးလိုက်မယ်သီးနှံလေးတွေနေတော့ဖြစ်သွားပြီဆိုရင်ခုနကြက်သွန်နီကြက်သွန်ဖြူချင်းတို့ကိုထည့်ပြီးတော့ကြော်ပေးလိုက်မယ်အရသာလေးအနေနဲ့ခရူးစီထမင်းစားစိုးသစွန်ပဲငယ်ပြားရေအနောက်ထမင်းစားစွန်တဝက်ပဲငယ်ပြားရေအကျဲတဲ့အနှဲငယ်လေးထည့်ပေးလိုက်မယ်နော်ပြီးတော့တေချာလေးသမသွားအောင်လို့မှွေပေးလိုက်မယ်မှွေပေးပြီးတော့ကြော်ပြီးတော့နောက်ထပ်အရသာအနေနဲ့ကြက်သားမုတ်လေးအနှဲငယ်ထည့်ပေးလိုက်ပါမယ်ဒီမှာအရသာကတော့အနေတော်လေးပဲရင်ထည့်ပါနော်လိုမှအရသာလေးကထပ်ထည့်လို့ရပါတယ်ပြီးရင်တော့အရသာလေးကိုမြည်ကြည့်ဖို့လည်းမမေ့ပါနဲ့နော်အရင်ဆုံးအရသာလေးမြည်ကြည့်ပြီးလို့ကိုလိုတလောက်လေးဖြစ်ပြီဆိုရင်တော့မြုပ်သီးပွားလေးကိုလည်းထည့်ပေးလိုက်မယ်နော်အရသာရှိတဲ့ကုန်းမောင်ကြီးကျော်လေးကိုကိုယ်တိုင်လိုက်လှုပ်စားကြည့်လို့ရပါတယ်တေဆန်းလေးတွေလှုပ်စားသွားမှလေးတွေရှိတဲ့အတွက်ကျွန်တော် channel လေးကိုထပ်ပြီးကြည့်ချင်တယ်ဆိုရင် subscribe နဲ့ follow လေးလုပ်ထားခဲ့ပေးပါနော်အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲတတ်တာ